နောက်မိကွန်းတစ်ခုကတော့မညံဖူညံဆိုတာဘာလို့ဆိုလိုပါလဲမညံဖူညံရရှိအောင်ဘလို့အခြေအနေတွေဘလို့အချက်လက်တွေနဲ့လိုက်နာဆောင်ရွက်ဖို့လိုပါကလေးဆိုတာလူအများနားလည်အောင်ရှင်းပြပြီးတော့မူပါနိဗ္ဗာန်ကိုအာယုံပြုပြီးတော့သိနိုင်တဲ့အသိဉာဏ်မျိုးကိုမညံဖူညံလို့ခေါ်တာပေါ့နော်တင်ပါဗျာအခုဘုန်းကြီးတို့တွေနိဗ္ဗာန်အကြောင်းပြောတယ်ဆိုတာမှန်းဆပြီးတော့သိတဲ့အသိပေါ့အနုမာနအသိလို့ခေါ်တယ် inference လို့ခေါ်တယ်အနုမာနအသိပြည့်စုံတဲ့အသိမဟုတ်ဘူးပေါ့မှန်ပါဗျာအမေညာဘုံညာရတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ကိုမြင်တာကသူကိုယ်တိုင်ပစ္စကလက်တွေ့ကြမြင်တာကိုသူကမြင်တဲ့ဉာဏ်မျိုးဖြစ်လို့မဉဏ်ဘုံညာဆိုတာနိဗ္ဗာန်ကိုသင်္ခါရတရားတွေရဲ့ချုပ်ဆုံးသွားရနိဗ္ဗာန်ကိုမြင်နိုင်တဲ့ဉာဏ်လို့အဲ့ဒီအသိဉာဏ်ကိုဆိုလိုတယ်ပေါ့နော်မှန်ပါဗျာလောကုတ္တရာစိတ်၈ခုရှိတယ်တင်ပါဗျာမက်စိတ်၄ပါးဖို့စိတ်၄ပါးမှန်ပါဗျာအဲ့ဒီမက်စိတ်၄ပါးနဲ့ရှင်းတဲ့ဉာဏ်ဖို့စိတ်၄ပါးနဲ့ရှင်းတဲ့ဉာဏ်ကိုလည်းမဉဏ်လို့ခေါ်တာအဲ့ဒီဉာဏ်ကိုမဉဏ်လို့ခေါ်တာမှန်ပါဗျာအဲ့ဒီမဉဏ်ကဘာကိုသိတာတုံးဆိုသစ္စာ၄ပါးကိုသိတယ်သစ္စာ၄ပါးကိုသိတဲ့အခါမှာဒီဒုက္ခသစ္စာကိုပိုင်းခြားသိပြီးတော့ပိုင်းခြားတဲ့အနေနဲ့သိတယ်သမုဒိယသစ္စာဆိုတာဖယ်ရှားပြီးတဲ့အနေနဲ့သိတယ်နိဗ္ဗာန်ကိုတော့အာယုံပြုပြီးတော့သိတယ်မဂ္ဂင်၈ပါးကျင့်တရားလို့ဆိုရယ်မစ္စည်းမပฏิပဒါကိုတော့သူကအတူတကွဖြစ်ပြီးတော့သိတယ်သူကမှန်ပါဗျာအဲ့လိုကွဲပြားခြားနားမှုလေးတွေရှိတယ်မှန်ပါဗျာဘာလို့ဆိုအသိဉာဏ်ဆိုတာအသိဉာဏ်တစ်ခုတည်းဖြစ်တာမဟုတ်ဘူးအသိဉာဏ်ဖြစ်ဖို့ရအတွက်အတိုင်းဝိုင်းနေရှိတယ်မှန်ပါဗျာဘာတွေတုံးလို့ဆိုရင်တွေ့တော်ဆင်ញင်မှုတို့နော်အခြေခံသီလတို့တွေ့တော်ဆင်ញင်မှုတို့ကြိုးစားအထောက်မှုလုံလဝိရိယတို့အာယုန်နဲ့စိတ်နဲ့ဆုံတွေ့နေတဲ့တတိတို့အာယုန်ပေါ်မှာစိတ်ငြိမ်နေတဲ့သမာဓိတို့အဲ့ဒါတွေနဲ့မှသူကဒီမညာဖြစ်လို့ရတယ်မှန်ပါဗျာသူတခုတည်းမဟုတ်သူ့ရဲ့အကူအညီတွေနဲ့ဖြစ်တာအဲ့ဒါကိုဆိုလိုတယ်မညာဖုန်ညာရအောင်ဘယ်လိုအခြေအနေဘယ်လိုအချက်တွေနဲ့လိုက်နာဆောင်ရပါသလဲဆိုရင်မညာဖုန်ညာရအောင်သူ့ကိုတော့တိုက်ရိုက်လုပ်လို့မရဘူးဘာလို့ရမလို့ဆိုဝိပဿနာကျင့်စဉ်ကိုကျင့်မှန်ပါဗျာဝိပဿနာကျင့်စဉ်ဆိုတာယုတ်နံလို့ခေါ်တဲ့သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုယ်အလိုတိုင်းမဖြစ်တဲ့သဘောတွေကိုပဲပဲနဲ့နဲ့သိသွားမှန်ပါဗျာဝိပဿနာဉာဏ်ကိုအထောက်ရမယ်မှန်ပါဗျာအထောက်လိုက်တဲ့အခါကျတော့ယုတ်နံတရားတွေပေါ်မှာချစ်ချင်းမုန်းချင်းမရှိတော့ဘဲနဲ့အနေထားတစ်ခုကတည်ငြိမ်တဲ့အသိဉာဏ်မျိုးရသွားတယ်စကားစားဆိုတော့ယုံဉာဏ်တွေပေါ်မှာမုန်းစရာဖြစ်တယ်ပေါ့အပြစ်တွေကြီးပဲမြင်နေတော့မုန်းစရာဖြစ်လာတယ်မှန်ပါဗျာအဲ့ဒီမုန်းတဲ့ဟာတွေဆုံးသွားပြီးတဲ့အခါမှာမုန်းတာလည်းမရှိဘူးချစ်တာလည်းမရှိဘူးသို့တော့ဒီသင်္ခါရတရားတွေရဲ့သဘောတရားဟာဒီတိုင်းပဲလို့ဆိုတဲ့တည်ငြိမ်သွားတဲ့ဝိပဿနာဉာဏ်အဆင့်ကိုရောက်သွားပြီဆိုရင်အဲ့ဒီဝိပဿနာဉာဏ်ကိုသင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီသင်္ခါရတွေပေါ်မှာတိမှတ်တဲ့စိတ်အခြေအနေတစ်ခုဖြစ်ပေါ်လာပြီဆိုလို့ရှိရင်သင်္ခါရတရားတွေကိုပဲနေနေကြာနာနာသိပြီးတော့သင်္ခါရတရားတွေရဲ့အဆုံးဖြစ်တဲ့အဆုံးဖြစ်တဲ့အဆင့်တစ်ခုကိုတွားပြီးတော့မြင်လိုက်တယ်ဝိပဿနာဉာဏ်ကတော့သင်္ခါရတရားတွေကိုပဲသိတယ်သင်္ခါရတရားတွေရဲ့အဆုံးလေးမှာဝိပဿနာဉာဏ်ရဲ့နောက်ဆုံးလို့ပြောတဲ့ဈာကုပေါင်းကူးဉာဏ်လေးတစ်ခုရှိတယ်မှန်ပါဗျာ bridge လို့ခေါ်တာပေါ့မှန်ပါဗျာဝိပဿနာဉာဏ်ကသင်္ခါရကိုရှုတယ်နောက်လာမှကနိဗ္ဗာန်ကိုရှုတယ်ဆိုတော့ဒီနှစ်ခုဈာလေးမှာပေါင်းကူးပေးတာလေးတစ်ခုရှိတယ်မှန်ပါဗျာဟိုဘက်ကန်းနဲ့ဒီဘက်ကန်းကိုဆက်ပေးဖို့ရအတွက်တရားတစ်ခုဆောင်းမှန်ပါဗျာတရားတစ်ခုဆောင်းမှရတယ်လို့ပဲဒီသင်္ခါရကိုအာရုံပြုတဲ့ဝိပဿနာဉာဏ်နဲ့နိဗ္ဗာန်ကိုအာရုံပြုတဲ့မဲ့ဉာဏ်ဖွဉာဏ်တို့ဈာမှာကွာဟနေတဲ့ gap တစ်ခုကိုပေါင်းစပ်ပေးတဲ့ဉာဏ်တစ်ခုရှိတယ်မှန်ပါဗျာအဲ့ဒီဉာဏ်ကိုဂုတ္တရဘူဉာဏ်လို့ခေါ်တယ်အဲ့ဒီဂုတ္တရဘူဉာဏ်ကနေပြီးတော့နိဗ္ဗာန်ကိုအချက်ပြလိုက်တဲ့အခါမှာမဲ့ဉာဏ်ဖွဉာဏ်တွေကသင်္ခါရအာယုန်တွေကိုမယူဘဲနဲ့ဝိပဿနာဉာဏ်ကသင်္ခါရအာယုန်ကိုယူရဆုံးသတ်သွားပြီးသူကနိဗ္ဗာန်ကိုအာရုံပြုနိုင်သွားတယ်အဲ့နေရာလေးကချောင်းတစ်ချောင်းသို့မဟုတ်မြစ်တစ်မြစ်ကိုဟိုဘက်ကန်းကို
ကူးလိုက်တယ်လို့ဖြစ်သွားတာ မှန်ပါ ဟိုဘက်ကန်းဆိုတာနိဗ္ဗာန်ဒီဘက်ကန်းဆိုတာသင်္ခါရတရားတွေပေါ့နော် မှန်ပါဗျာ သင်္ခါရတရားတွေဆိုလူရဲ့တဏ္ဍမှာဖြစ်တဲ့ရုပ်နဲ့နံတွေအကြောင်းကနေပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့အရာတွေ မှန်ပါဗျာ အဲ့ဒါကိုလွတ်ပြီးတော့ဟိုဘက်ကိုယူလိုက်တာ မှန်ပါဗျာ ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ချောင်းတစ်ချောင်း မှန်ပါဗျာ ချောင်းတစ်ချောင်းကိုဟိုဘက်ကန်းကိုခုန်ကူးခြင်းတဲ့လူဟာကျိုးတစ်ချောင်းကိုဒီဘက်တစ်ပင်မှာခြိထားပြီးတော့အဲ့ဒီကျိုးနဲ့လွှဲပြီးတော့ဟိုဘက်ကန်းကိုခုန်ချတယ်ဆိုပါစို့ မှန်ပါဗျာ ဥပမာပဲနော် မှန်ပါဗျာ ဟိုဘက်ကန်းရအောင်ကျိုးနဲ့သွားတယ်ဆိုရင်ကျိုးပေါ်မှာကျိုးကိုဆွဲပြီးတော့သူကလွှဲတယ် မှန်ပါဗျာ လူကဟိုဘက်ကန်းပေါ်မှာအရောက်လေးမှာကျိုးကိုလွှတ်လိုက်ရတယ် မှန်ပါဗျာ ထို့တူရဲ့ဝိပဿနာဉာဏ်ကသင်္ခါရတွေကိုဆုပ်ကိုင်သင်္ခါရကကျိုးနဲ့တူတယ် မှန်ပါဗျာ အဲကျိုးနဲ့တူတဲ့ဝိပဿနာဉာဏ်နဲ့ဟိုဘက်ကအရောက်လွှဲလိုက်တဲ့အခါမှာဟိုဘက်ကနဲ့ရောက်ဒီကျိုးကိုလွှတ်လိုက်တယ်လို့သင်္ခါရအာယုံကိုလွှတ်လိုက်ပြီးတော့နိဗ္ဗာန်အာယုံဆိုတဲ့အာယုံအသစ်ကိုရယူတာအဲ့ဒါကိုမဲ့ညံဖူညာလို့ဒီလိုပဲဝိပဿနာကျင့်စဉ်ကျင့်ကြံကြုတ်ကိုအထုံးမှပဲမဲ့ညံဆိုညာဆိုတာဖြစ်တယ် တင်ပါဗျာ ဝိပဿနာဉာဏ်ကလေ့ကျင့်ရမယ်ရအောင်လေ့ကျင့်ရမယ်ကျင့်ကြံကြုတ်ကိုဒီပွားတယ်ဆိုတဲ့အဓိပ္ပာယ်ကကိုယ်တဏ္ဍမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်တာရဲ့ဖြစ်ပြီးရင်တိုးတက်အောင်လုပ်တာရဲ့ဒါကိုပွားတယ်လို့ခေါ်တယ် မှန် နော် ပါဗျာ ကမ္မထာအထုတ်တယ်ဆိုတာအဲ့ဒီဟာ တင်ပါဗျာ အဲ့လိုအထုတ်ပြီးမှမဲ့ညံဖုန်ညံဆိုတာကအထုတ်ရတာမဟုတ်ဘူးဝိပဿနာဉာဏ်ရှင်းတန်သွားလို့ရှိရင်ခုနလိုဟိုဘက်ကန်းခုန်ကူးလိုက်တယ်လို့အဲ့လိုရသွားတဲ့ရောက်သွားတဲ့နေရာတစ်ခုရောက်သွားတဲ့အဆင့်တစ်ခုကိုခေါ်လိုက်တာ မှန်ပါဗျာတင်ပါဗျာ အဲ့လိုဆိုလို့ တင်ပါဗျာ